တို့ရွာဟိုကတော့ဒီနေ့ခေါင်းဆောင်လေးတွေရောသူတို့ကနေပြီးတော့ကြာရှေ့ရောက်လက်မှတ်ထိုးတာရှေ့ရောက်မင်္ဂလာမောင်းနဲ့လက်မှတ်ထိုးတာခိုင်မာပဲဘာလို့ရအောင်လဲစွတ်တယ်ဟုတ်လားလဲတော့အဲ့ဒါတော့ပြီးပြီးတော့ကခန္ဓာစရုံနော်ခန္ဓာစရုံပဲဆိုကြအောင်ဒီပါများရောဒါရတဲ့ဆွေမျိုးသားချင်းများရောဗာများပြောညင်ညာလေးတော့များပြောတာပဲနားတော့ပြောပဲနားပါတော့ပြောကြရတော့ဟုတ်ကဲ့ဒီရမ်းပြီးရဖားနေတယ်ပေါ့လေအားလုံးဆွေမျိုးသားချင်းအဲ့ပါအားလုံးကိုများရရမှရှိတဲ့သူအားလုံးကိုတော့သားနဲ့သမီးကိုအနံပါတယ်နော်။ဒါချင်းတွေပါလေဗျာ။ကျွန်တော်တို့ကလည်းဒါဒီဘာဝန်တရားကြီးလို့စားတော့ဘောထားပြီးတော့မှသူကထားတယ်ရှိရင်လည်းပဲ့ပြင်ဆိုတင်ဆုံးမှဒီဘာနဲ့အိမ်အောင်ကြမှာသူလည်းဒီဘာသာဖြစ်သွားတယ်။ဟောဒီဘာသာဟုတ်ပါရဲ့။အားလုံးနဲ့ရှင်းပါပဲကျွန်တော်အနံပါတယ်။ဟုတ်ကဲ့ပါ။အဲ့ဒီပဲကျွန်တော်ပြောချင်တာ။ဟုတ်ကဲ့ပါ။ကျွန်တော်လည်းဘာသာလူပဲတိမှတ်ပြပါ။ကျွန်တော်လည်းငငယ်ရတာဒီဘာနဲ့ဒီဘာသူနဲ့အိမ်အောင်ကြတော့။ဘယ်လိုခေါ်လို့လဲ။ရတာပါ။ကဲအဲ့ကြတော့တို့ဒီတစ်စီစဉ်ရဘာလေးတွေနော်ဒီမိဘတစ်ပါးကနေပြီးတော့မှနော်ချီးပြင်းကြတဲ့အဲ့ဒါလေးတွေကိုဒီလူငယ်များကဖတ်ပြပါလိမ့်ဖတ်ပြပြီးဖတ်ပြပါလိမ့်မယ်အဲ့ဒါကောင်းပြီတော့မင်္ဂလာတောင်းရန်ပစ္စည်းများအဖြစ်ဝတ်ဖိုးစားဖို့ငွေ330ကျပ်လက်စွပ်ဖိုးငွေ350ကျပ်55စီလန်း104 105လမ်းကြားအောင်ပင်လယ်မြို့သစ်ရှိ14ပေ15ပေပေ40အကျယ်ကာလာပေါက်စေးသိန်း4200တန်ကြီးရှိသောနေကွက်တစ်ကွက်နှင့်သိန်း1000တန်ကားတစ်စီးဝေသားကျပ်သိန်း900ပြည်တီတို့အားအောက်ပါဂုံတရရှိလူကြီးမင်းများရှေ့မှောက်တွင်ဝမ်းမြောက်ဝမ်းသာစွာဖြင့်လာရောက်ပေးအပ်၍တောင်းရမ်းမှာကြောင်းတောင်းရမ်းခြင်းမင်္ဂလာအတိမတ်ပြုမှတ်တမ်းရေးသားအပ်ပါသည်အတိသက်တဲ့လူကြီးမင်းများကတော့ဦးတမောင်ထွန်းဦးသိန်းထွေးဦးဝင်းမြင့်ဦးဒေါ်ကြော့ကြော့ခါဒေါ်ညွန့်ဆွေတို့ဖြစ်ပါတယ်ခင်ဗျာစားရ